စိတ်ကိုစောင့်ကြည့်မြဲတတိထားဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့အာရခတုတ်အင်္ဂုတ္တရနိကေမှာမှတ်တမ်းတင်ထားတာရှိတယ်အာရခဆိုတာစောင့်ကြည့်ခြင်းလို့အဓိပ္ပာယ်ရတယ်အဲဒီမှာမြတ်စွာဘုရားကိုယ်စိတ်လေးကိုစောင့်ကြည့်ဖို့ဆိုပြီးတော့ဆုံးမဩဝါဒပေးထားတာတရားလေးကတော့တူတူလေးပဲမြတ်စွာဘုရားဟောထားတဲ့တရားကအမတန်မှတူတောင်းတော်လည်းပဲဘုန်းကြီးတို့တွေလှုပ်ဆောင်ရမယ့်လုပ်ငန်းကအမတန်မှရှိပါလိမ့်မယ်ရှိကြစွာလေ့ကျင့်ရမယ့်တရားမျိုးဖြစ်တယ်ပေါ့အလုံးခြုံငုံသုံးသပ်ပြီးတော့မြတ်စွာဘုရားကအလုံးအတွက်လိုအပ်ချက်ကိုဆုံးမဩဝါဒပေးတဲ့အနေနဲ့ဒီသုတ္တန်လေးကိုဟောထားတာပေါ့မြဲတတိထားဆိုတာတတိဆိုတဲ့တရားကိုအပမာဒလို့လည်းခေါ်တယ်အပမာဒဆိုတာကာမဂုဏ်အာယုန်တွေထဲမှာစိတ်ကိုလွတ်မထားပဲနဲ့ကုသိုလ်ဘက်ကိုဆွဲပြီးတော့တင်ပေးထားတဲ့သဘောလေးကိုပြောတာများသောအားဖြင့်စိတ်ဆိုတာဘယ်မှာပျော်မွေ့လဲလို့ဆိုကာမဂုဏ်အာယုန်တွေမှာပဲပျော်မွေ့တယ်လွယ်ကူတယ်မျက်စိကကြည့်ပြီးတော့ပြောစရာအာယုန်တွေနားကနားထောင်ပြီးတော့ပြောစရာအာယုန်တွေဒီအာယုန်တွေဘက်မှာစိတ်ကိုလွတ်ထားတာအဲ့ဒီလွတ်ထားတာကိုပဲပမာဒလို့ခေါ်တယ်အဲ့ဒါကိုပဲမြတ်စွာဘုရားရဲ့စကားလုံးတရားတော်အရာပမာဒကိုမြန်မာလူမျိုးတွေကမေ့လျော့ခြင်းလို့ဘာသာပြန်အဲ့တော့မေ့လျော့ခြင်းလို့ပြန်တဲ့အခါကျတော့ငါလှုပ်ရှားကိစ္စတွေရှိတယ်မေ့နေလိုက်တာမသွားသေးဘူးဒီမေးလျော့ခြင်းတွေနဲ့ရောထွေးပြီးတော့သွားနိုင်တယ်ပေါ့နော်မှန်ပါဗျာသွားစရာရှိတယ်မေးလျော့နေတာဘာလို့အောင်မဲညာလို့အောင်မဲမေ့နေလိုက်တာတချို့ကိစ္စတစ်ခုနဲ့အာယုံစိုက်ပြီးမေ့အဲ့ဒီမေ့နေတဲ့ဟာမျိုးကိုဆိုလိုတာမဟုတ်ဘူးတဲ့ကာမဂုဏ်အာယုန်တွေထဲမှာသူကစိတ်ဝင်စားပြီးကုသိုလ်ကောင်းမှုဘက်ကိုမေ့ထားတဲ့အမိတ်မျိုးကိုဆိုလိုတယ်တဲ့ဒါကြောင့်မလို့စကားလုံးအဓိပ္ပာယ်တွေကတခါတလေတူညီမှုရှိတော့လဲdefinition လို့ခေါ်တယ် define လုပ်ထားတာကိုသေးသေးချာချာမှတ်သားမှမြတ်စွာဘုရားဟောလို့ရင်တရားကိုရောက်တယ်အနုဘုဆိုလို့ရှိရင်ရောထွေးပြီးတော့သွားရမယ်ပမာဒမေးလျော့ခြင်းအပမာဒမမေးမလျော့ခြင်းဆိုငါတို့မမေ့ဘူးတဲ့နေ့စဉ်သွားစရာရှိတာတွေသွားမယ်လှုပ်စရာတွေရှိတာလှုပ်မယ်တို့လည်းမမေ့ဘူးလို့ဥပမာမမေ့ဘူးဆိုတာတွေအများကြီးနော်ဝဲကြည့်ရမှာမမေ့ဘူးဘာလို့မှမမေ့ဘူးဆိုမမေ့တာတွေလည်းအများကြီးပဲလေသို့တော့အဲ့ဒီလိုလူတကာကမမေ့ဘူးလို့ပြောတဲ့ကိစ္စကိုမြတ်စွာဘုရားကမေ့လျော့ခြင်းလို့သတ်မှတ်တယ်ဆိုပါတော့နေ့စဉ်နဲ့အများစီဝါရေးကိစ္စလှုပ်ဆောင်နေကြတယ်ပျော်ရွှင်မှုကိစ္စတွေနဲ့လှုပ်ဆောင်နေကြတယ်အားလုံးကောင်းကောင်းအာယုန်တွေအတွက်လှုပ်ဆောင်ခြင်းဖြင့်အချိန်ဖြုံးနေမယ်ဆိုလို့ရှိရင်ဒါမေ့လျော့ခြင်းလို့ပဲသတ်မှတ်တယ်အဲ့တော့အဲ့ဒီမေ့လျော့ခြင်းနဲ့ကမ္ဘာလောကမှာရှိတဲ့လူတွေကိုတိုင်းတာကြည့်မယ်ဆိုရင်မေးလျော့နေတဲ့လူတွေကအမတန်မှများတာပဲမေးလျော့နေတဲ့လူတွေများလို့နိဗ္ဗာန်ရတဲ့လူကအမတန်မှများတယ်တရားဓုတရားမြတ်မရတဲ့ပုဂ္ဂိုလ်ကအမတန်မှများတယ်ပေါ့မှန်ပါဗျာကာမဂုဏ်အာယုန်တွေထဲမှာစိတ်ဝင်စားပြီးတော့ကုသိုလ်ကောင်းမှုဘက်မှာစိတ်ဝင်စားဘူးကုသိုလ်ကောင်းမှုဘက်ကိုမေးလျော့ထားတယ်မျက်ကွယ်ပြုတ်ထားတယ်ဆိုရင်ဒါမေးလျော့ခြင်းလို့ပဲသတ်မှတ်တယ်ပေါ့ဒါကြောင့်မလို့အပမာဒလို့ဆိုတဲ့သဘောတရားကသူကကုသိုလ်ကောင်းမှု၌မမေ့မလျော့ခြင်းကိုယ်တဏ္ဍာမှာအကုသိုလ်တွေရှိသလားမရှိဘူးလားဆိုတာနဲ့ပတ်သက်ပြီးမေ့မထားဘူးနော်ကိုယ့်ရဲ့စိတ်လေးဟာစင်ကြယ်မှုရှိသလားမရှိဘူးလားဆိုတာနဲ့ပတ်သက်ပြီးတော့မေ့မထားဘူးဒီလိုမေ့မထားတဲ့နေရာမျိုးကိုအပမာဒလို့ဒီလိုဆိုလိုတာငါမှာကောင်းကျိုးချမ်းသာတွေဖြစ်စေနိုင်တဲ့တရားငါတဏ္ဍာမှာအပြစ်ကင်းတဲ့တရားပညာရှိသူတော်ကောင်းတွေချီးမွမ်းတဲ့တရားငါးတဏ္ဍာမှာရှိမရှိဆိုတာကိုမမေ့တဲ့တရားမျိုးကိုအပမာဒလို့ခေါ်တာအဲ့တော့ခြုံငုံပြီးတော့ပြောမယ်ဆိုလို့ရှိရင်ကုသိုလ်ကိစ္စတရားဓမ္မကိစ္စမှာမမေ့မလျော့နှလုံးသွင်းမယ်ဆိုလို့ရှိရင်တော့ဒါအပမာဒတရားလို့ဒီလိုပြောတာမြတ်စွာဘုရားနော်မှန်ပါပါဗျာအဲ့တော့အရထဲပြောတဲ့မေ့လျော့ခြင်းမမေ့မလျော့ခြင်းနဲ့မြတ်စွာဘုရားဟောတဲ့အပမာဒပမာဒဆိုတဲ့ဟာနဲ့အမှန်တမ်းကွဲပြားခြားနားတယ်လို့ဒီလိုမှတ်ရမှာနော်မှန်ပါပါဗျာလောကမှာလောကီကိစ္စတတိကောင်းတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတာပဲ
ဆွဲဆွဲမြဲမြဲမှတ်ထားတဲ့အဲ့ဒီပုဂ္ဂိုလ်တွေကိုမမေ့ဘူးလို့ဒီလိုပြောရမလားလို့ဆိုကုသိုလ်ကောင်းမှုပဲဥမလှဲ့သမျှမေ့တယ်လို့ပဲပြောရမယ်ဒါကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာလည်းပဲယမယံခါလုပ်တယ်မလုပ်တဲ့အခါနေလိုက်တယ်မေ့ထားတယ်အဲ့လိုဆွဲဆွဲမြဲမြဲမလုပ်ရင်လည်းမေ့လျော့တယ်လို့ဒီလိုဆိုတာပဲဒါကြောင့်မို့ကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးလုပ်ပြီးဆိုလို့ရှိရင်တလေးတစားလုပ်တယ်ဆွဲဆွဲမြဲမြဲလုပ်တယ်တယုတတိလုပ်တယ်ဆိုတဲ့ကုသိုလ်ကောင်းမှုကိုလှုပ်စေတတ်တဲ့တတိတရားကိုမှအပ္ပမာဒတတိတရားလို့ဒီလိုခေါ်တာရသော်ဘုရားကအပ္ပမာဒဆိုတဲ့တတိတရားကိုဘလောက်ထိအောင်အကျိုးရှိတယ်ဆိုတာကိုနှိုင်းယှဉ်ပြီးပြောတော့ဆိုရင်အာလုံးကုသိုလ်တွေမှန်သမျှဟာအပ္ပမာဒတရားအောက်မှာအကုန်ရှိတယ်လို့ဒီလိုပြောတာအပ္ပမာဒတရားထဲမှာအာလုံးအကျုံးဝင်တယ်အပ္ပမာဒသမောတရဏအပ္ပမာဒထဲမှာအကုန်ဝင်တယ်ဒီနေ့ခေတ်မှာကုန်းတော်ဝါတွေဆင်အကြီးဆုံးဆိုလို့ရှိရင်ကုန်းတော်ဝါတွေရဲ့ခြေရာအာလုံးဟာဆင်ခြေရာထဲမှာအကုန်ဝင်သွားတယ်ပေါ့အကြီးနဲ့ခွဲမယ်ဆိုရင်ဆင်ခြေရာအကြီးဆုံးဆိုရင်ကျန်တဲ့ခြေရာတွေအာလုံးဟာဆင်ခြေရာထဲမှာအကျုံးဝင်သွားတယ်ဒီလိုပြောတာအဲ့ဒါလိုပဲမြတ်စွာဘုရားဟောကြားတဲ့ဆုံးမဩဝါဒတွေကုသိုလ်တရားတွေအားလုံးဟာအပ္ပမာဒရှိရင်အကုန်ရနိုင်တာဖြစ်သောကြောင့်အပ္ပမာဒရဲ့အကျုံးဝင်တယ်လို့ဒီလိုဟောတာနော်အပ္ပမာဒံပတံတန္တိပုညခိရိယာတုပဏိတာအပ္ပမာဒတရားကိုပညာရှိတွေကကုသိုလ်ကောင်းမှုကိစ္စကုသိုလ်ကောင်းမှုပြုဖို့တတိရတဲ့အတွက်ကြောင့်အပ္ပမာဒတရားကိုချီးမွမ်းထောပနာပြောဆိုကြတယ်တရားမင်းကြီးဟာစတုမာရေတာဝရိန်သာနတ်ပြည်နှစ်ခုအုပ်စိုးနိုင်တဲ့အစွမ်းတကူရှိတဲ့ဒီဘဝရောက်တာဟာအပ္ပမာဒကြောင့်ရောက်တာတဲ့ကုသိုလ်ကောင်းမှုကိုမမေ့မလျော့ခြင်းမမေ့မလျော့ပြုလုပ်တဲ့အပ္ပမာဒကြောင့်ရောက်တာဒါကြောင့်မို့အပ္ပမာဒိနမဂဝါဒေဝနံတိဋ္ဌတံကတောကုသိုလ်ကောင်းမှုမမေ့တဲ့ပုဂ္ဂိုလ်တွေဟာဘဝမှာအထက်တန်းရောက်သွားကြတာပဲမေ့တဲ့ပုဂ္ဂိုလ်တွေကအောက်တန်းရောက်သွားကြတာပဲအဲ့တော့မမေ့မလျော့နဲ့တတိကောင်းတဲ့ပုဂ္ဂိုလ်တွေကထက်တန်းရောက်လာတာဘယ်လိုထက်တန်းရောက်လာတော့ဆိုလူဘဝရလာတာလဲအပ္ပမာဒတရားရှိတဲ့ပုဂ္ဂိုလ်တွေရလာတဲ့လူဘဝထဲမှာလည်းပဲချမ်းသာကြွယ်ဝတဲ့ဘဝမျိုးရတဲ့ပုဂ္ဂိုလ်ဟာအပ္ပမာဒတရားရှိလို့ပဲအသိပညာထက်မြက်တဲ့ဘဝမျိုးရတာလည်းပဲအပ္ပမာဒတရားရှိလို့ပဲလူဘဝရတော့လည်းပဲအောက်တန်းကျပြီးတော့အသိပညာနှုတ်နေတဲ့ဘဝမျိုးရောက်သွားပြန်လို့ရှိရင်ဒါအပ္ပမာဒအားနေတဲ့ပုဂ္ဂိုလ်လို့ဒီလိုပဲပြောရမှာအဲ့တော့တတိတရားကောင်းတဲ့ပုဂ္ဂိုလ်တွေကဘဝတန်တရားကမလွတ်သေးခင်လည်းပဲဘဝမှာအထက်တန်းကျတဲ့ဘဝတွေကိုဖြစ်တယ်ဘာလို့လဲဆိုရင် तू ကကုသိုလ်လုပ်ရမှာမမေ့တဲ့ပုဂ္ဂိုလ်မေ့လျော့မှုဆိုတာဟာနော်ဟိုကိစ္စဒီကိစ္စတွေနဲ့တနေ့တာအချိန်ကုန်သွားတယ်ကုသိုလ်ကောင်းမှုတစ်ခုမှမလုပ်လိုက်ရဘူးလုံးတဲ့လှုပ်ထိုက်တာကိုတစ်ခုမှမလုပ်လိုက်ရဘူးဆိုလို့ရှိရင်ဒါပမာဒလို့ခေါ်တာပဲဒါကြောင့်မို့ဘဝတစ်ခုရလာတဲ့အခါမှာကိုဘာလုပ်ရမှာလဲဘာလုပ်သင့်တယ်လဲကိုယ်တဏ္ဍာမှာကုသိုလ်ကောင်းမှုတွေရပါလားဆိုတာဘယ်လောက်ထိအောင်ကုသိုလ်တွေငါရပါလဲဆိုတာကိုအမြဲတမ်းတတိရှိတဲ့အပ္ပမာဒတတိရှိုံနဲ့မကဘူးပြုလုပ်စေတဲ့အပ္ပမာဒတရားမျိုးကိုယ်တဏ္ဍာမှာရှိအောင်ကြိုးစားရမယ်လို့မြဲတတိထားဆိုတာအဲ့ဒါကိုပြောတာနော်ဟောနောက်တစ်ခါအပ္ပမာဒကိုမြတ်စွာဘုရားကအရာကောက်တဲ့အခါကျတော့တတိလို့ပြောတယ်နောက်တစ်ခုသုံးတဲ့စကားလုံးကစေတသောအာရခောစိတ်ရဲ့အဆောင်အရှောက်လို့ပြောတာအဲ့တော့အပ္ပမာဒတတိထားတာကဘသူကိုတတိထားတာတုံးဆိုလောကလူတွေတတိထားနေတာကကိုယ်စိတ်လေးကိုတတိထားတာမဟုတ်ဘူးကိုယ်ပစ္စည်းကိုတတိထားတယ်ကိုယ်စည်းဝါးရေးအပြင်နေကြီးပဲတတိထားနေကြတာတခြားစဉ်းစားကြည့်မယ်နော်စားစရာကိုတတိထားတယ်ဝတ်စရာကိုတတိထားတယ်နေစရာကိုတတိထားတယ်စီးပွားဥစ္စာကိုတတိထားတယ်ကိုယ်စိတ်လေးကိုတတိမထားဘူးအဲ့တော့အမြဲတမ်းလူတွေရဲ့စိတ်လူတွေရဲ့ဒီစိတ်ဟာဘယ်ဘက်ကိုသူက focus လုပ်နေတော့ဥလှဲ့နေတော့ဆိုလို့ရှိရင်အပြင်ဘက်ကြည့်ပဲဥလှဲ့နေအာယုံ၅ပါးကိုတတိထားတယ်မျက်စိနဲ့မြင်တဲ့အာယုံနားနဲ့ကြားတဲ့အသံနှာခေါင်းနဲ့နမ်းရှူရတဲ့အနံ့
laya ne laya de yada khana ko ne thiတွေ့ရတဲ့အထိတွေ့အဲ့ဒီအာယုန်တွေဘက်ကိုသာလဲအမြဲတမ်းဥလှည့်ပြီးတော့နေတယ်ဒါကြောင့်မို့ဒီသုတ်တံမှာမြတ်စွာဘုရားကအတွင်းဘက်ကိုဥလှည့်ခိုင်းထားတာကိုယ်စိတ်လေးကိုပြန်ပြီးတော့တတိထားတတ်ဖို့ကိုယ်စိတ်လေးရဲ့အခြေအနေကိုပြန်ပြီးတော့ဆင်ခြင်သုံးသပ်ရမယ်လို့ဒီလိုဟောလို့ရင်ဖြစ်တယ်ပေါ့ဒါကြောင့်မို့စေတာသောအာရခောစိတ်ရဲ့အဆောင်အရှောင်လို့ဒီလိုပြောတာစိတ်ရဲ့အဆောင်အရှောင်တတိတရားကိုထားပါတဲ့ကိုကျိုးကိုစီးပွားကိုလိုလားတဲ့ပုဂ္ဂိုလ်တိုင်းဟာစိတ်ကိုစောင့်ရှောက်မှုပေးတဲ့တတိတရားကောင်းလာအောင်ကြိုးစားအထောက်ဖို့တတိတရားနဲ့ပတ်သက်ပြီးတော့လေ့ကျင့်နည်းတွေကိုမြတ်စွာဘုရားမဟာသတိပဋ္ဌာန်သုတ်မှာလည်းပဲဟောထားတယ်ဘယ်နည်းနဲ့ပဲလေ့ကျင့်ကိုယ်တဏ္ဍာမှာတတိစွမ်းအားတွေတက်လာအောင်လုပ်သင့်တယ်ပေါ့အမြဲတမ်းအချိန်ထားပြီးတော့လည်းနဲ့မိုးတော့အလင်းရောက်တဲ့အချိန်ကညအိယာဝင်တဲ့အတွင်းဘယ်နှခါကောင်းတဲ့အာယုန်တွေကိုတတိထားမိသလဲဘယ်နှခါကိုယ်စိတ်ကိုတတိထားမိသလဲကိုယ်စိတ်လေးကိုတတိထားရင်ငါစိတ်ထဲမှာလောဘဆိုတာဖြစ်တတ်သလားဒေါသဆိုတာဖြစ်တတ်သလားရှိနေသလားနော်မောဟဆိုတာရှိနေသလားမာမာနတွေရှိနေသလားရှိနေတဲ့အခါမှာဖြစ်လာရင်ဘာကြောင့်ဖြစ်လာတာတော့တခါဘယ်လိုလုပ်ရင်မဖြစ်ဘူးတော့နောက်ဆုံးဘယ်လိုလုပ်မှလုံးဝမပေါ်တဲ့အနေအထားမျိုးရောက်တုံဆိုတာကိုယ်စိတ်လေးထဲမှာဖြစ်တတ်တဲ့သဘာဝတရားတွေကိုဆင်ញင်သုံးသပ်ပြီးတော့အမြဲတမ်းလေ့လာနေဖို့အဲ့ဒါဘာနဲ့ကြည့်ရမှာတော့ဆိုအပမာဒနဲ့ပဲကြည့်ရမှာသို့တော့အပမာဒကဒီပူပေါင်းဆောင်ရွက်မှုအနေနဲ့သူ့ကိုရှေ့ပြေးအနေနဲ့သာမြတ်စွာဘုရားပြောတာအပမာဒကဘာတစ်ခုမှအဆုံးဖြတ်ပေးနိုင်တာတော့မဟုတ်ဘူးတတိကလည်းပဲအမှတ်ရယုံကလွဲပြီးသူထိတဲ့ပုံမလုံးနိုင်ဘူးသို့တော့သူကအမှတ်ရမှပညာကသုံးသပ်နိုင်တယ်တဲ့သူ့နောက်ကလိုက်ရမှာတော့ပညာပဲပေါ့ပညာမပါဘဲနဲ့တတိတစ်ခုမှလုပ်လို့မရဘူးကြည့်လေဒီတတိဆိုတာအာယုံကိုရယူပေးပြီးတော့အာယုံနဲ့စိတ်နဲ့ဆုံပေးထားတဲ့သဘောများတာဖြစ်တယ်ပေါ့သို့တော့အာယုံရဲ့အဓိပ္ပာယ်အာယုံရဲ့သဘာဝတရားကိုသိတတ်ဖို့ကြတော့ပညာနဲ့မှရတယ်ဒါကြောင့်မို့အပမာဒဆိုတဲ့တတိမရှိဘဲနဲ့လေပညာဆိုတာမဖြစ်ဘူးတဲ့ဒါကြောင့်မို့စာပေကျမ်းဂန်မှာဘယ်လိုပြောတော့ဆိုနာဟိတတိဝိရဟိတာပညာနာမအဋ္ဌိတတိဝိရဟိတာတတိမပါတဲ့တတိကင်းနေတဲ့ပညာနာမအတိပညာဆိုတာနာအဋ္ဌိမရှိဘူးဆိုလိုတာကတတိကင်းပြီးရင်ပညာမဖြစ်ဘူးလို့ဒီလိုပြောတာပညာဖြစ်သည်မြတ်တတိရှိမှဖြစ်တယ်အဲ့တော့ပညာကဘာကိုအကြောင်းပြုဖြစ်တုံးဆိုအာယုံကိုအကြောင်းပြုပြီးဖြစ်ရမှာဒီပညာအဲ့တော့အာယုံဆိုတဲ့နေရာမှာအပြင်မှာအာယုံနဲ့ပတ်သက်ပြီးဖြစ်စေကိုယ်စိတ်ကိုပြန်ပြီးတော့နှလုံးသွင်းတာလဲအာယုံပဲပေါ့အဲ့ဒီအာယုံနဲ့ပတ်သက်ပြီးတော့ဖြစ်စေဒီတတိလေးကစိတ်ဘက်ကိုအာယုံလှည့်ပေးလိုက်တဲ့အခါစိတ်ဘက်ကိုလှည့်ပေးလိုက်တဲ့အခါကျတော့စိတ်ရဲ့သဘာဝကိုပညာကသိပေးရတယ်သိရတယ်ပေါ့အကယ်၍တတိတရားကအာယုံဘက်ကိုလှည့်ဥလှည့်မပေးဘူးဆိုလို့ရှိရင်စိတ်ရဲ့သဘာဝကိုပညာသိလိုက်မှာမဟုတ်ဘူးတခါတတိတရားကရုပ်အာယုံမိမိတဏ္ဍာမှာရှိတဲ့ရုပ်တရားဘက်ကိုဥလှည့်ပြီးတော့မပေးဘူးဆိုလို့ရှိရင်ပညာကရုပ်ရဲ့သဘာဝကိုသိလိုက်မှာမဟုတ်ဘူးတဲ့အဲ့တော့တတိတရားလေးကအာယုံနဲ့စိတ်ကိုအမြဲတမ်းဆက်သွယ်ပြီးတော့ရှိပေးထားတဲ့သဘောမျက်စိကကြည့်ဖို့ရာအတွက်စာအုပ်ကိုလက်နဲ့ဖွင့်ပေးတဲ့သဘောမျိုးပဲကြည့်တာကမျက်စိဖွင့်ပေးတာကလက်ဖွင့်ပေးတဲ့လက်ကစာမကြည့်နိုင်ဘူးမျက်စိကလည်းစာအုပ်ကိုမဖွင့်နိုင်ဘူးအဲ့ဒီသဘောကိုစဉ်းစားကြည့်တတိနဲ့ပညာဟာအဲ့ဒီတိုင်းပဲလို့ဒီလိုမှတ်ရမယ်တတိကစာအုပ်ဖွင့်ပေးတဲ့လက်နဲ့တူတယ်ပညာကမျက်လုံးနဲ့တူတယ်ပေါ့ဒီလိုပူးပေါင်းဆောင်ရွက်တဲ့သဘောလေးကိုပြောပြတာနော်သို့တော့စာအုပ်မဖွင့်မဲနဲ့မျက်လုံးကမမြင်နိုင်လို့စာအုပ်ဖွင့်ဖို့ရပို့ပြီးတော့အဓိကကြတယ်ဆိုပြီးတော့မြတ်စွာဘုရားဒီနေရာတတိကိုဦးစားပေးပြီးတော့ဟောတဲ့သဘောသို့တော့တတိတစ်ခုတည်းတော့ဘာမှမဖြစ်ဘူးသဘာဝတရားတွေအားလုံးဟာစုပေါင်းပြီးတော့ဆောင်ရွက်တယ်ဆိုတဲ့သဘောကိုအမြဲတမ်းနှလုံးသွင်းထားရမယ်တစ်ခုတည်းဆောင်ရွက်တာတစ်ခုမှမရှိဘူးအားလုံးဟာသ
ဘာဝတရားတွေဟာအလုံးစုပေါင်းပြီးတော့ဆောင်ရွက်နေကြတာကြီးပဲလို့ဒီလိုမှတ်သားရမယ်နော်အဲ့ဒါကြောင့်မို့လို့မဂ္ဂင်၈ပါးလို့ဖွဲ့စည်းထားတာကြည့်ပေါ့မဂ္ဂင်၈ပါးဖွဲ့စည်းထားတဲ့အထဲမှာသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတဲ့ကိုချင်းသီလကိုအခြေခံထားပြီးတော့သမ္မာဒိဋ္ဌိဆိုတဲ့ပညာသမ္မာသင်္ကပ္ပဆိုတဲ့အတွေးသမ္မာဝါယာမဆိုတဲ့လုံလဝိရိယသမ္မာတတိလို့ဆိုတဲ့အာယုန်နဲ့စိတ်နဲ့စုံစည်းပေးခြင်းသမ္မာသမာဓိလို့ဆိုတဲ့စိတ်တည်ငြိမ်မှုဆိုတဲ့ဒီသဘာဝတရားတွေဟာဒီသိဖို့ရာအတွက်အားလုံးစုပေါင်းပြီးတော့အလုံးလုံးကြတယ်လို့တခုတည်းနဲ့နိဗ္ဗာန်ကိုလည်းမသိနိုင်ဘူးခန္ဓာ၅ပါးယုံနာတရားတွေကိုလည်းမသိနိုင်ဘူးအားလုံးစုပေါင်းပြီးလုံးမှသိတယ်လို့ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပေါ်လာတယ်သိခြင်းကတော့သမ္မာဒိဋ္ဌိကသိတာပဲသိဖို့ရာအတွက်အထောက်အကူတွေဘာတွေလိုတော့ဆိုသမ္မာသင်္ကပ္ပကတွေးပြရမယ်သမ္မာဝါယာမကသိအောင်ကြိုးစားတာသမ္မာတတိကသိเสียအာယုန်နဲ့စိတ်ကိုဆုံပေးတာပညာကိုဆုံပေးတာသမ္မာသမာဓိကငြိမ်အောင်လုပ်ပေးတာအဲဒီမှာဥပမာတွေအမျိုးမျိုးပေးထားတာရှိတယ်ပေါ့အလုံးစုပေါင်းပြီးတော့လုံမှသိခြင်းဆိုတဲ့အကျိုးတစ်ခုအမှန်ကန်သိမှုဆိုတာဖြစ်ပေါ်လာတာပဲအဲ့တော့ဒါကအမတ္တမထင်ရှားပါတယ်အလုံးပူးပေါင်းဆောင်ရွက်တဲ့သဘောသဘာဝတရားတွေဟာတခုတည်းကိုဥတီဟောပေမဲ့လို့ပူးပေါင်းဆောင်ရွက်မှုနဲ့အလုပ်လုပ်သွားတာလို့ဒီလိုမှတ်သားကြသို့တော့ဒီနေရာမှာမြတ်စွာဘုရားကစေတသောအာရခောစိတ်ရဲ့အဆောင်အရှောက်ဟာတတိပဲဘာဖြစ်လို့တော့ဆိုပညာမလာခင်သူရှိရမယ်သူမလာရင်ပညာမလာဘူးဒီလိုဆိုလိုတာပေါ့ဆိုပါစို့အလင်းအောင်ဆိုတာလျှက်စစ်မီးဖွဲမှအလင်းအောင်ဆိုတာရတာမဟုတ်လားအဲ့တော့လျှက်စစ်မီးမလာဘူးဆိုရင်အလင်းအောင်ရပါမလားမရနိုင်ပါဘူးအဲ့တော့အလင်းအောင်နဲ့လျှက်စစ်မီးအလင်းအောင်ကအဓိကဖြစ်ပေမဲ့လို့ဘသူရှိမှဒီအလင်းရတာတော့ဆိုလျှက်စစ်မီးရှိမှအလင်းရတာအဲ့ဒါကြောင့်မို့လို့ပညာကတော့အဓိကပဲသို့တော့ဒီပညာဖြစ်ဖို့ရာအတွက်တတိရှိဖို့လိုအပ်တယ်လို့ဆိုလို့တတိကိုအဓိကထားတာဒီလိုဆိုလိုတာနော်မှန်ပါပါဗျာတခုနဲ့တခုမိတွဲပြီးတော့နေတာဒါကြောင့်ဒီသုတ်တံမှာတော့မြတ်စွာဘုရားကတတိဆိုတာစေတသောအာရခောစိတ်ရဲ့အဆောင်လျှောက်ပဲတဲ့အဲ့ဒီစိတ်ရဲ့အဆောင်လျှောက်ဖြစ်တဲ့တတိကိုကိုယ်တဏ္ဍာမှာအခိုင်အမာဖြစ်အောင်တိဆောက်ကြရမယ်ဘယ်နေရာမှာတိဆောက်တာတော့ဆိုတော့ဒီနေရာစိတ်နဲ့ပတ်သက်တဲ့အာယုန်နဲ့မြတ်စွာဘုရားဟောထားတာဒါမို့စိတ်ကိုစောင့်ကြည့်မြဲတတိထားစိတ်ကိုစောင့်ကြည့်ဖို့တတိထားရမယ်ဆိုလိုတာသူများစိတ်စောင့်ကြည့်ခိုင်းတာမဟုတ်ကိုယ်စိတ်ကိုစောင့်ကြည့်ခိုင်းတာမှန်ပါပါဗျာလောကလူတွေကသူများဘာလုပ်တယ်ဆိုတာတော့စောင့်ကြည့်တတ်တယ်ကိုယ်စိတ်ကိုစောင့်မကြည့်တတ်ဘူးအဲ့တော့ကိုယ့်ကိုယ်စောင့်ကြည့်တတ်ဖို့အရေးကြီးတယ်ဝိပဿနာအလုပ်လုပ်တယ်ဆိုတာကိုယ့်ကိုယ်စောင့်ကြည့်တဲ့သဘောပဲပေါ့တသန်းတရားလုံးလူတွေဟာအပြင်ကိုသာချိနေကြတာအတွင်းကိုမေးလျော့ထားပြီးအပြင်ဘက်ကိုပဲချိနေကြတယ်အားလုံးဟာမျက်စိကမြင်တဲ့အာယုံကိုလှမ်းကြည့်နေတယ်နားကကြားတဲ့အသံကိုဆွင့်နေတယ်နှာခေါင်းကရတဲ့အနံ့ကိုရှားနေတယ်ခန္ဓာလျှာကလည်းရတဲ့အရာသာကိုရှားနေတယ်ခန္ဓာကိုယ်ကအထီးတွေပေါ်မှာအာယုံဆိုင်နေတယ်ဟောကိုယ်တဏ္ဍကိုယ်အတွင်းကိုအာယုံဆိုင်မှုဟာအမတန်မှနည်းခဲ့ကြတယ်ပေါ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကအတွင်းဘက်ကိုလှည့်ဖို့ဆိုပြီးတော့မဟာသတိပဋ္ဌာန်သုတ်ဟောတာလဲကြည့်လေကာယ ानु ပဒနာတဲ့ဒါကရုပ်နဲ့ပတ်သက်တာတွေကိုမြတ်စွာဘုရားကိုယ်ခန္ဓာမှာရှိတဲ့ကိုယ်ကာယကိုစောင့်ကြည့်ဖို့ဝေဒနာ ानु ပဒနာစိတ်ရဲ့ခံစားမှုတွေကိုစောင့်ကြည့်ဖို့စိတ်ဓာ ानु ပဒနာကိုယ်စိတ်လေးကိုစောင့်ကြည့်ဖို့ဓမ္မ ानु ပဒနာဉာဏ်နဲ့သဘာဝတရားတွေကိုယ်စိတ်ထဲမှာဖြစ်နိုင်တဲ့ကိုယ်တဏ္ဍာမှာဖြစ်နိုင်တဲ့ဉာဏ်နဲ့သဘာဝတရားတွေကိုစောင့်ကြည့်ဖို့ဆိုပြီးတော့ဒီလိုမြတ်စွာဘုရားကဆုံးမဩဝါဒပေးထားတာဘုရားဆုံးမတဲ့တုတ်တွေဟာအလုံးတစ်တုတ်နဲ့တစ်တုတ်ဘာမှကွဲပြားခြားနာခြင်းမရှိဘူးတူတူပဲအလုံးဟာဒီတုတ်မှာတစ်မျိုးဟောတယ်ဟိုတုတ်မှာတစ်မျိုးလို့တစ်ခုနဲ့တစ်ခုဆန့်ကျင်တယ်ဆိုတာမရှိဘူးเนาะလုပ်ငန်းစဉ်အားဖြင့်လုံးဝတူညီတယ်ပေါ့သို့တော့မြတ်စွာဘုရားဒီတုတ်မှာဒီလိုဟောထားပြီးဟိုတုတ်ကြတော့တစ်မျိုးဟောပေးထားတာတရားဝါတွေရဲ့လိုအပ်ချက်ကိုကိုက်ညီအောင်လို့ဟောတာတရားနာပရိသတ်ချင်းမတူဘူးပေါ့တုတ်တန်တစ်ခုတစ်ခုဟောတဲ့အခါမှာတရားနာပရိသတ်ရဲ့အနေအထားကိုကြည့်ပြီးတော့မြတ်စွာဘုရားဟောတာဖြစ်သောကြောင့်
တချို့တော့မှာတတိကိုဦးစားပေးပြီးတော့ဟောတယ်တချို့တော့မှာတမာရီကိုဦးစားပေးပြီးတော့ဟောတယ်တချို့သုတ်တန်တွေကြတော့ပညာကိုဦးစားပေးဟောတယ်တချို့သုတ်တွေကြတော့ဝီရိယကိုဦးစားပေးဟောတယ်လို့ဘယ်ဟာပဲဖြစ်ဖြစ်ဒီတဘာဝတရားတွေဟာတစ်ခုရှိရင်တစ်ခုရှိရအားလုံးပူးပေါင်းပြီးဆောင်ရွက်မှကောင်းတဲ့အလုပ်ဟာအောင်မြင်နိုင်တယ်လို့ဒီလိုပြောတာနော်မှန်ပါဗျာအဲ့တော့စိတ်ကိုစောင့်ကြည့်မြဲတတိထားလို့ဆိုတော့ဘယ်ချက်တွေကိုစောင့်ကြည့်ရမှာလဲလို့ဆိုတော့ဒီသုတ်တံမှာမြတ်စွာဘုရား၄ချက်ထဲပဲပေးထားတယ်လူတိုင်းဟာကိုယ့်ရဲ့အကျိုးစီးပွားကိုလိုလားကြတယ်အဲ့ဒီကိုယ့်ရဲ့အကျိုးစီးပွားကိုလိုလားတဲ့ပုဂ္ဂိုလ်တိုင်းဟာကိုယ်စိတ်လေးကိုကိုယ်စောင့်ပြီးတော့ကြည့်ပါတဲ့ကိုယ်စိတ်လေးကိုစောင့်ကြည့်တဲ့တတိထူထောင်ထားပြီးတော့တတိနဲ့စိတ်နဲ့အာယုန်နဲ့ဆုံပေးပြီးတော့ထိုစိတ်လေးရဲ့အနေအထားတစ်ခုကိုစောင့်ကြည့်ပြီးတော့ပေးပါစိတ်ရဲ့အဆောင်အထိန်ပေါ့အဲ့တော့စိတ်ကိုစောင့်ကြည့်တယ်ဆိုတော့စိတ်ပေါ်မှာမှီတွဲနေတဲ့သဘာဝတရားတွေကိုစောင့်ကြည့်ခိုင်းတာပဲဆိုလိုတာကတော့နံတရားတွေတဲကသဘာဝတရားတွေကိုစောင့်ကြည့်ခိုင်းတာအဲ့တော့စိတ်ထဲမှာစောင့်ကြည့်ဖို့လိုအပ်တဲ့ဟာရှိတယ်စောင့်ကြည့်စရာမလိုအပ်တဲ့ဟာလည်းရှိမှာပေါ့စိတ်ဆိုတဲ့ထဲမှာဒီအရေးကြီးတာကိုယ်တဏ္ဍာမှာဒုက္ခပေးမဲ့အရာတွေကိုစောင့်ကြည့်ရမှာပဲလောကမှာလည်းပဲလုံယုံရေးချထားတယ်ဆိုလို့ရှိရင်လူကောင်းကိုစောင့်ကြည့်ရတာမဟုတ်ဘူးဘသူကိုစောင့်ကြည့်ရတာလူဆိုးတွေကိုစောင့်ကြည့်ရတာဟုတ်ကဲ့ဒုက္ခပေးမဲ့လူကိုပဲစောင့်ကြည့်ရတာလေဒုက္ခမပေးတဲ့လူကိုစောင့်ကြည့်စရာမလိုဘူးအဲ့တော့စိတ်မှလည်းပဲဒုက္ခပေးမဲ့သဘာဝတရားတွေကိုစောင့်ကြည့်ခိုင်းတာမြတ်စွာဘုရားအဲ့ဒါတွေကိုယ်တဏ္ဍာမှာမဖြစ်အောင်စောင့်ကြည့်ခိုင်းတယ်အဲ့ဒီမှာမြတ်စွာဘုရားကကိုကျိုးကိုစီးပွားကိုလိုလားတဲ့ပုဂ္ဂိုလ်ဟာကိုယ်စိတ်လေးကိုစောင့်ကြည့်ပါတဲ့စောင့်ကြည့်တယ်ဆိုတဲ့အခါမှာစိတ်ထဲမှာမလိုလားအပ်တဲ့အရာတွေရှိမရှိစောင့်ကြည့်ခိုင်းတာဒါမို့ဒီအချက်၄ချက်ဟာအင်မတန်မှရှင်းလင်းတဲ့မြတ်စွာဘုရားဟောတာအင်မတန်မှရှင်းလင်းမိမယ်လို့ဒါလှုပ်ဖို့လွယ်လားလို့ဆိုလွယ်လာကြီးတော့မဟုတ်ဘူးလွယ်တာမလွယ်လာတဲ့လှုပ်လို့ဖြစ်သလားမဖြစ်ဘူးလားအဓိကကြားတယ်နော်လှုပ်လို့မဖြစ်တာကြီးကိုခိုင်းတာဆိုရင်တော့မဖြစ်ဘူးလွယ်တာခက်တာကတော့ရှိမှာပဲဘယ်ကိစ္စပဲဖြစ်ဖြစ်အလွယ်ကြီးလှုပ်လို့တော့မရဘူးပေါ့သို့တော့လှုပ်လို့ဖြစ်သလားမဖြစ်ဘူးလားကအဓိကကြားတယ်အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားတွေဟာအားလုံးအလုပ်ဖြစ်တယ်လှုပ်လို့ဖြစ်တာတွေကြီးပဲမဖြစ်တာကိုတခုမှမြတ်စွာဘုရားမဟောဘူးစိတ်ကူးရင်ဟောတာမျိုးမရှိဘူးပေါ့အဲ့တော့မဖြစ်နိုင်တာတွေကိုတခုမှမဟောဘူးဖြစ်နိုင်တာတွေကြီးပဲဟောတယ်သို့တော့ဘုန်းကြီးတို့တွေလွယ်သလားမလွယ်ဘူးလားဆိုတာကြတော့လွယ်ကြမှာလွယ်မှာပေါ့ဒါအဲ့တော့လွယ်တယ်ခက်တယ်ဆိုတဲ့သဘောတွေဟာလည်းပဲလေ့ကျင့်မှုရှိမရှိပေါ်မှာမူတည်တာလေဘုန်းကြီးတို့ငယ်ငယ်တုန်းကကာကြီးခါဝေးစပြီးတော့မြန်မာအခရာတွေသင်တော့ဒီကာကြီးလေးရေးတတ်ဖို့ကိုအမှန်တမ်းခဲနေတာပဲလေဘုန်းကြီးတို့ဗရမအသက်26နှစ်မှာအင်္ဂလိပ်စာသင်တော့လဲ ABCD ရေးဖို့ရအတွက်မှတ်မိဖို့တော်တော်ကြိုးစားမြန်မာဆိုရင်ကာကြီးကတစ်လုံးပဲရေးရတာလေအင်္ဂလိပ်ကျတော့ A ကတစ်ခါ၄လုံးကြီးရေးရတယ်ဆိုတော့ဘယ်နဲ့ကြောင့် A ကို၄လုံးကြီးထားပါလဲနော်ဒီ၄လုံးကိုတစ်မျိုးနဲ့တစ်မျိုးမတူအောင်မှတ်မိဖို့တော်ကြိုးစားရတာA ဆိုလို့ရှိရင်တော်ကြတော့လက်ရေးစလုံးကအကြီးရှိတယ်အသေးရှိတယ်ပုံနှိပ်စလုံးကအကြီးရှိတယ်အသေးရှိတယ်ဆိုဒါဖြစ်လို့မရဒီလို၄မျိုးကြီးထားပါလေလို့တော့အောက်မေ့မိတယ်ပေါ့အဲ့တော့အင်္ဂလိပ်အက္ခရာကတစ်ခုတစ်ခုကို၄မျိုးမှတ်နေရတယ်ပေါ့အဲ့တော့စာရေးကသာတော့အမှန်တန်ခက်တာပဲနောက်ကြတော့ခက်တာမရှိတော့ဘူးပေါ့ကဲမယုံကိုစဉ်းစားကြည့်ပေါ့ကိုမတတ်တဲ့ဘာသာတစ်ခုတရုပ်စာကြည့်ပါလားနော်ဘုဒ္ဓငပေါင်းညုံလို့ခေါ်တယ်တရုပ်စာအမြင်လေးတွေ stroke လေးတွေဟိုနားချစ်လိုက်ဒီနားချစ်လိုက်နေဘလို့လို့မှတ်ရပါမလဲဒီ stroke တွေဟာနော်ထုတ်ချောင်းလေးတွေဟိုလိုတင်လိုက်ဒီလိုတင်လိုက်နေဒါမို့လို့လွယ်ခေါ်တော့ဘုဒ္ဓငပေါင်းညုံလို့ပြောတာနော်ဒါတရုပ်စာလည်းဗမာတွေအနေနဲ့ကြည့်လိုက်ရင်ခက်တာလို့ဘယ်လိုအောင်းမရခက်တယ်လို့ပြောရတခါဗမာစာကိုတော့ဒီပြင်လူမျိုးသားတွေကဘာပြောတော့ဆိုကြည့်လိုက်လို့ရှိရင်အဝိုင်းလေးတွေကြီးပဲမြင်နေတော့
မှတ်ဖို့ခက်တယ်တဲ့သူတို့မျက်စိထဲမှာဝါလုံးလေးတွေကြီးပဲတွေ့နေတယ်တဲ့အလုံးလေးတွေကြီးပဲဟုတ်တာပဲဗမာအလုံးကလည်းဒါမှမဟုတ်ဝါထကာလသာတတ်လို့ရှိရင်ဗမာစကားတတ်သွားတော့တာနော်ဗမာအက္ခရာမှတ်မိသွားတော့တာအလုံးလေးတွေတောင်းလို့ပူလိုက်မြောင်းလို့မူလိုက်ဟိုဘက်လှဲလိုက်ဒီဘက်လှဲလိုက်နဲ့ဒီလိုလှုပ်ထားတာကိုနော်ပါဆောင်မှောက်လိုက်ရင်ခါငယ်ဖြစ်သွားပြန်ဟိုဘက်ဆောင်လိုက်ရင်ငါဖြစ်သွားပြန်ဒီဘက်ဆဲလိုက်တော့တစ်ဖြစ်သွားပြန်အဲ့တော့ပိတ်လိုက်တဲ့အခါဝါလုံးဖြစ်သွားပြန်ရောဆိုတော့ဟောဝါလည်းဒါပဲတုံညလည်းဒါပဲဆိုတော့ဒါကိုယ်ကမှတ်နေကြတော့လွယ်နေတာကိုဒီထဲမှာပုံဆိုးတာတတလင်းကြီးဆိုမချိတ်တတ်ဘူးအဲ့ဒီမှာတခါတော့လေအမြန်စီးတော့လေရတစ်စဲမှာရှေ့ကနေရေးထားတယ်သူကရေးထားတာဘယ်လိုတော့ဆို fasten seat belt why seated fasten belt why seated why seated လို့အင်္ဂလိပ်လိုရေးထားတာဗမာလိုပြန်တော့ဆိုလို့ရှိရင်ထိုင်နေစဉ်ကပတ်ပတ်ထားပါမြန်မာကရေးတာအဲ့လိုရေးတာအဲ့ဒါကိုစင်ညတ်သက်ငါညာကလေးတတ်ထားတာကိုနားမလဲတော့ဘယ်လိုရေးတာဆိုထိုင်နေစား၌ထိုင်နေစား၌ကပတ်ပတ်ထားပါဖြစ်နေထိုင်နေစဉ်ရေးရမှာမရေးဘဲနဲ့ထိုင်နေစား၌ဖြစ်သွားစင်ကညာလေးတစ်ချမ်းပဲအတတ်မလုပ်ဘဲနဲ့၌ကြီးဖြစ်နေအဲ့တော့၌နဲ့ညာနဲ့မကွဲတဲ့လူဖြစ်လိမ့်မယ်အဲ့ဒါတကယ်ရေးထားတာအဲ့ဒါတွေ့တော့ဘုန်းကြီးတို့ကတွေ့တော့နေစမ်းမဟုတ်လေဒါထိုင်စားတယ်မဲ့ကပတ်ကပတ်ရမှာပြီးတော့ဖြုတ်ရမှာသူကဟုတ်တော့ရှိမဟုတ်ဘူးလို့မှားရေးထားတာလို့တခါလာကြီးနဲ့နှိုက်နဲ့ခဏခဏလွဲတယ်နော်အမျိုးမျိုးအခုဆိုဘာတွေလွဲတော့ဆိုရင်ဂျိုရေးတဲ့အခါကျတော့ကုသိုလ်အကုသိုလ်လို့လာနေရေးပြန်တယ်နော်ဂျိုရေးတယ်ဆိုလို့ရှိရင်ကောင်းကင်ကဂျိုတို့ဘာလို့ဆိုရင်ဂဟကလာတာမို့ဟတ်တက်ပြီးတော့ရေးရမှာအဲ့ဒါကိုအခုကွန်ပျူတာရိုက်တဲ့လူတွေတော်တော်များများတခါတလေဆိုင်းဘုတ်စလုံးကြီးတွေတောင်မှပဲဂျိုကိုလက်သက်နဲ့ဂျိုထားတာတွေရှိသေးတယ်နော်အဲ့တော့ဒါတွေကလည်းဒီလိုမှတ်ရင်းနေရလဲအများကြီးရှိတာပဲကိုမြန်မာစလုံးနေမယ်ရေးနေကြတာမှတ်ရင်းနေအဲ့တော့မတတ်သေးလို့ရှိရင်ဘာပဲဖြစ်ဖြစ်အကုန်အခက်ကြီးပဲအဲ့တော့မြတ်စွာဘုရားဟောတဲ့တရားလဲကိုမလေးခြင်းရသေးရင်အခက်ပဲအခုချိန်တော့ဒါတွေမခက်တော့ဘူးရေးနေကြသွားတဲ့အခါကျတော့ရေးလိုက်တာမခက်လိုက်တဲ့ပြောမှအင်္ဂလိပ်စာဆိုလို့ရှိရင်မခက်တာဘယ်လောက်ထိအောင်မခက်တုံးဆိုကောက်ချစ်လိုက်တော့ဆရာဝန်ကြီးရေးတဲ့လက်ရေးဆိုဖတ်တတ်တော့ဘူးနော်ဆရာဝန်ကြီးရေးတဲ့လက်ရေးဆိုလို့ရှိရင်ဖတ်လို့မရတော့ဘူးဒီ ABCD တွေကတော့လွတ်သွားသလားအောင်းမရတယ်ဒါပေမဲ့တော့ तू ကကျွမ်းကျင်နေတဲ့အခါကျတော့ရေးထည့်လိုက်တာပေါ့နော်အဲ့တော့မကျွမ်းကျင်ခင်အကုန်လုံးခက်တယ်ကျွမ်းကျင်လာလို့ရှိရင်လှုပ်လို့ဖြစ်တာတွေအကုန်လုံးဟာလွယ်သွားမယ်လို့အဲ့တော့လွယ်တယ်ခက်တယ်ဆိုတဲ့သဘောဟာမကျွမ်းကျင်သေးခင်ပြောတာကျွမ်းကျင်လာတဲ့အခါကျတော့ခက်တာဆိုတာမရှိတော့ဘူးပေါ့စိတ်ကိုပိုင်နိုင်သွားတဲ့ယဟန္တာအရှင်မြတ်တွေဟာလည်းထူးထူးပဲစိတ်ကိုထိန်းတဲ့နေရာမှာသူတို့အဖို့မှာလွယ်လွယ်လေးဖြစ်သွားတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ဆိုစိတ်ကိုဘယ်လောက်ထိအောင်ပိုင်နိုင်တော့ဆိုလို့ရှိရင်ကြွကျင်တဲ့အခါမှာစိတ်ကကမနာလို့ခေါ်တယ်စိတ်နဲ့ကြွတာရှိတယ်ကာယကမနာကိုယ်နဲ့ကြွတာရှိတယ်စိတ်နဲ့ကြွတဲ့အခါကျတော့ရုပ်ခန္ဓာကိုယ်စိတ်ထဲပေါင်းထည့်လိုက်တယ်တဲ့ပေါင်းထည့်တယ်ဆိုတော့စိတ်ကတရားမရှိဘဲနဲ့ဘယ်လိုပေါင်းလို့ဒီလိုအောင်းမိကောင်းအောင်းမိလိုက်မယ်အဲ့လိုပေါင်းတာမဟုတ်ဘူးခန္ဓာကိုယ်ကြီးတစ်ခုလုံးစိတ်ကဲ့သို့လှည့်မြန်သွားအောင်လုပ်တာလုပ်လိုက်တဲ့အခါဒီနာဘွားဒီနာမှာဖြုတ်ခနဲ့ပျောက်ပြီးဟိုနေရာမှာဘွားခနဲ့သွားပေါ်တာအဲ့ဒါကိုစိတ်တကမနာလို့ခေါ်တယ်ဘလောက်ဝေးတဲ့အရာပဲဖြစ်ဖြစ်ဒီနေရာပျောက်ပြီးဟိုနေရာဘွားနဲ့ပေါ်သွားတာနော်ခန္ဓာကာယကမနာကြတော့တလန်းချင်းသွားတဲ့ဟာမျိုးကာယကမနာလို့ခေါ်တယ်ဒီလိုအသွားဆိုတာလည်းအမှန်တမ်းမြန်တယ်လေဉာဏ်ရဲ့အသွားဆိုတာလည်းရှိတာဒါတွေကတင်စားပြောတာပေါ့ဒီသွားနှုံဆိုတာစိတ်ရဲ့သွားနှုံကလည်းအလွန်လင်းမြန်တာပဲလေအခုချက်ချင်းအဝေးရလာတဲ့လူတွေအိမ်ပြန်ကြည့်ပါလားရောက်သွားတာပဲကြည့်ပါလားစိတ်ရဲ့သွားနှုံကအလွန်လင်းမြန်တယ်နော်အဲ့ဒါလိုပဲစိတ်ကိုပိုင်နိုင်လာပြီဆိုရင်ကိုယ်စိတ်ကိုကနေပြီးတော့ကိုယ်စိတ်တိုင်းကြကိုဖြစ်ချင်တာကိုစိတ်ကဖြစ်ရစိတ်ဖြစ်ချင်တာကိုကိုယ်ကမဖြစ်ဘူးအဲ့ဒီအဓိပ္ပာယ်မျိုးရသွားတယ်ပေါ့ဒါကြောင့်မို့ပထမအခုလိုစိတ်ကိုထိမ့်သိမ်းဆော့ရှော့ရမယ်ဆိုတော့လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးပေါ့သို့တော့မလွယ်ဘူးဆိုပြီးတော့ပြစ်ထားလို့တော့မရဘူးလုပ်ရမယ်ဘုန်းကြီးတို့တွေကာကြီးကိုရေးနေကြလာတဲ့အခါကျမျက်စိမိတ်ရေးကာကြီးတော့ဖြစ်လာတာပဲနော်
ABCD နဲ့ဘလို့ရေးထွက်လာတာပဲကဲအဲ့တော့လွယ်တယ်ခက်တယ်ဆိုတာကိုယ့်ရဲ့လေ့ကျင့်မှုပေါ်မှာမူတည်တယ်ဒါကြောင့်မို့မြတ်စွာဘုရားဟောထားတဲ့အတိုင်းစိတ်ကိုထိမ့်သိမ်းဆောက်ရှောက်ပုံလေးတွေကိုလေ့ကျင့်မှုလိုအပ်တာပေါ့အဲ့တော့မြတ်စွာဘုရားကနံပါတ်1ဘယ်လိုပေးလဲလို့ဘယ်လိုထိမ့်သိမ်းဆောက်ရှောက်ဖို့ပေးလဲလို့ဆိုမာမေစိတ်တံရစ္စနိယေတုဓမ္မေတုရစ္စည်းဆိုလိုတာကငါရဲ့စိတ်လေးဟာတဲ့လောဘနဲ့တတ်မဲ့เสียအာယုန်ဒီပေါ်မှာမတတ်မဲ့ပါစေနဲ့မတတ်မဲ့အောင်ငါထိမ့်မယ်ဆိုလိုတာကလောဘဖြစ်နေတဲ့အာယုန်ပေါ်မှာလောဘဖြစ်เสียအာယုန်နော်လောဘဖြစ်เสียအာယုန်ပေါ်မှာလောဘမဖြစ်เสียဘူးလို့ဆိုပြီးတော့ထိမ့်ပါတဲ့ဒါကျင့်စဉ်လေးတစ်ခုနော်ဒီနေရာမှာဘာနဲ့ထိမ့်ဆိုတာတတိနဲ့ထိမ့်လို့ပဲပြောတယ်မြတ်စွာဘုရားဒီနေရာတတိထားပြီးတော့ထိမ့်ပါလို့ဆိုအဲ့တော့တတိထားဆိုတော့မြတ်စွာဘုရားဘယ်မှာတတိထားခိုင်းတာတုံးလို့မေးလို့ရှင်မဟာတတိပဌာနာတော့မှာထွက်လေဝင်လေတတိထားတာလည်းပါတယ်လေဝေဒနာကိုတတိထားတာလည်းပါတယ်သဘာဝတရားတစ်ခုကိုတတိထားတာလည်းပဲတတိထားတယ်လို့ပါတာပဲကိုယ်စိတ်လေးရဲ့အခြေအနေကိုစောင့်ကြည့်တာလည်းဒါတတိထားတယ်လို့ခေါ်တာပဲဘာနဲ့ပဲထိမ့်ပြီးဖို့ပဲအရေးကြီးတယ်ပေါ့ဒီလိုဆိုလို့တာအဲ့တော့မာမေစိတ်တံရစ္စနိယေတုဓမ္မေတုရစ္စည်းငါစိတ်လေးဟာတဲ့မမောเสียကောင်းတွေ့တာเสียကောင်းနှစ်သက်เสียကောင်းတဲ့အာယုန်တွေပေါ်မှာသွားပြီးတော့မတွေ့တာပါစေနဲ့မတွေ့တာစေရဘူးလို့ဆိုပြီးတော့တတိနဲ့ထိမ့်သိမ်းဆောက်ရှောက်ပါဆိုလိုတာကလွတ်မထားနဲ့လို့ပြောတာမျက်စိနဲ့မြင်ရလို့ဖြစ်စေနားနဲ့ကြားရလို့ဖြစ်စေတွေ့တာเสียအာယုန်တွေနဲ့တွေ့တဲ့အခါမှာအဲ့ဒီအာယုန်တွေပေါ်မှာစိတ်ကလေးတွေ့မသွားအောင်လောဘနဲ့ဆိုလိုတာကတော့လောဘမဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်ပါလို့ဒီလိုပြောတာလောဘဖြစ်တယ်ဆိုတာလေလောဘကတူတူတည်းဖြစ်တာတော့မဟုတ်ဘူးစိတ်နဲ့တွဲပြီးတော့ဖြစ်သွားတာဟုတ်အဲ့တော့စိတ်ဆိုတာကတော့သဘာဝအားဖြင့်သူကအာယုန်သိုံမသိတာလောဘကလိုချင်တာဟုတ်ဒါကြောင့်မို့လို့အလုံးခြုံပြီးတော့ပြောတဲ့အခါစိတ်လို့ပြောလိုက်လို့ရှိရင်အလုံးအတွက်ပြည့်စုံသွားလို့မြတ်စွာဘုရားစိတ်လို့ပြောလိုက်တာနော်လူတွေလည်းစိတ်လို့ပြောတာမဟုတ်လားစိတ်တိုးတယ်စိတ်ဆိုးတယ်စိတ်မကောင်းဘူးဟောစိတ်နဲ့တက်ပြီးတော့ပြောကြတာပဲအဲ့ဒါကြောင့်မို့လို့ငါရဲ့စိတ်လေးဟာတွေ့တာเสียအာယုန်တွေပေါ်မှာမတွေ့တာမိပါစေနဲ့မတွေ့တာမိစေအောင်ငါတတိနဲ့ထိမ့်မယ်လို့ဒီလေ့ကျင့်ခန်းလေးတစ်ခုလေ့ကျင့်ဖို့လိုအပ်တယ်ပေါ့အာယုန်လေးတစ်ခုပေါ်မှာကိုယ်မျက်စိကမြင်လို့ဖြစ်စေနားကကြားလို့ဖြစ်စေနှာခေါင်းနဲ့အနံ့ရလို့ဖြစ်စေလျှာနဲ့အရသာခံလို့ဖြစ်စေခန္ဓာကိုယ်နဲ့ထိတွေ့လို့ဖြစ်စေတွေ့တာမှုတွေ့တာเสียအာယုန်လေးဖြစ်လာလို့ရှိရင်အဲ့ဒီပေါ်မှာမတွေ့တာအောင်ထိမ့်ပါလို့ဒီလိုဆိုလိုတာနော်အဲ့ဒီထိမ့်ပါလို့ပြောတဲ့စကားဟာတကယ်တော့ဒိဋ္ဌိဒိဋ္ဌမတ္တံဝိပဿနာရှင်းစဉ်ထဲမှာထိမ့်လို့ရမှာပဲအဓိကလုံးဝထိမ့်လို့ရတာတော့ကျန်တာကတော့တွေ့တာမတွေ့တာမိစေနဲ့ဆိုတဲ့ဟာကလုံးဝမတွေ့တာအောင်မတတ်နိုင်ဘူးတွေ့တာပြီးပြီဆိုတဲ့အခါကျတော့မှပြန်ပြီးတော့နောက်ဆုတ်တာအဲ့ဒါလို့နောက်ဆုတ်ဖို့ရရင်ကိုတော်တော်လေးကောင်းနေတယ်ပေါ့နော်များသောအားဖြင့်အာယုန်လေးတစ်ခုကိုမြင်လိုက်တာစိတ်ကမြန်လို့သာမြင်ချင်းလိုချင်တာတော့မဟုတ်ဘူးသူကမြင်ပြီးတဲ့အခါမှာသူကတွေးလိုက်တာတွေးတဲ့အခါကျတော့မှလိုချင်တာအဲ့ဒီတွေးတော်မှုဆက်မတွေးနဲ့လို့ပြောတာနော်မြင်တာလည်းပဲမြင်တဲ့အနေထားလေးမှာပဲရပ်လိုက်ကြားတာကိုလည်းကြားတဲ့အနေထားလေးနဲ့ရပ်လိုက်သူကပဲမြင်ကိုကလျှောက်တွေးတယ်လှတဲ့ပန်းလေးမြင်တာလားအဝတ်ကလေးမြင်တာလားအဖိုးတန်စိန်ရွှေရတနာတွေမြင်တာလားနော်နှစ်သက်စရာအာယုန်တွေကိုမြင်တာလားလျှောက်တွေးကြည့်လိုက်တဲ့အခါကျလို့ရှိရင်လူချင်းစရာတွေဖြစ်လာတာဆက်တွေးလိုက်တာမော်ရမြင်တဲ့ကားလေးမြင်လိုက်လို့ရှိရင်ဩဒါလေးစီးကျင်လိုက်တာဆိုဖြစ်လာတယ်လေဟောမြင်တယ်လို့ပြောလိုက်တာနဲ့သူကနောက်ကဆက်တွေးလာတာဟုတ်တွေးလာသည့်အတွက်ကြောင့်ဒီလောကတက်လာတာအဲ့ဒီတွေးတော်မှုကိုရပ်ဆိုင်တာပဲသူကဒါကိုပြောတာဒိဋ္ဌိဒိဋ္ဌမတ္တံရှင်းစင်ဒိဋ္ဌိဒိဋ္ဌမတ္တံသူတေသူတမတ္တံမုတေမုတမတ္တံဒိဋ္ဌိဒိဋ္ဌမတ္တံဆိုတာမျက်စိနဲ့မြင်တဲ့နေရာလောက်ပဲရပ်ထားတယ်ရှေ့ကိုဆက်မစင်စားဘူးအမြင်အာယုန်တစ်ခုပေါ်မှာပဲရပ်ထားတယ်ကြားရင်ကြားတဲ့အတန်ပေါ်မှာပဲရပ်ထားလိုက်တယ်ရှေ့ဆက်မစင်စားဒါဘယ်သူအတန်တော့
ဘာလို့တဲ့အတန်တော့ဘာပြောတာတော့ရံဖြစ်တာလားဘာလို့ကြတာတော့ဆိုတဲ့ဟာတွေရှောက်ဆက်တွေးလို့ရှိရင်ရှုပ်ကုန်ရောနော်ဒီလိုဆိုလို့တာကြားရင်ကြားတဲ့သဘောအတန်လေးပေါ်မှာပဲရပ်ထားပြီးတော့ကိုလုံးနေကြအလုပ်ကိုဆက်လုပ်မှာပေါ့ဒီလိုဆိုလို့တာနော်အဲ့ဒီကျင့်စဉ်တစ်ခုဟာအတန်ဆိုလို့ရှိရင်ကြားတဲ့သဘောလေးပေါ်မှာပဲရပ်ထားတယ်ဆိုတော့ထွက်လေဝင်လေဆိုလို့ရှိရင်ထွက်လေဝင်လေလေးကနှာသီးပြားကိုလာထိတာကိုလာထိတဲ့အခါမှာလာထိတဲ့အခါမှာဒီဆောင်းရသည်ဆိုရင်လေအေးလေးရှူတဲ့အခါအေးတယ်လို့စဉ်းစားတာအဲ့ဒါလို့မစဉ်းစားနဲ့လှုပ်ရှားတဲ့သဘောလေးပဲလို့ဒီလိုစဉ်းစားတခါတည်းပူတဲ့လေရှူဆိုင်မိတဲ့အခါမှာနှာသီးပြားမှာနှွေးကနေသွားတယ်အဲ့တော့ဒါလေးကနှွေးတယ်ဘာကြောင့်နှွေးကနေဖြစ်တယ်လဲမစဉ်းစားနဲ့သူကလေရဲ့သဘောလေးပဲစဉ်းစားလိုက်ပူတာအေးတာထိအောင်မစဉ်းစားပဲနဲ့စဉ်းစားတာမျိုးဒီလိုဆိုလို့တယ်ပေါ့သဘောကနော်အကျယ်ချက်ပြီးတော့လောဘဖြစ်အောင်ဒေါသဖြစ်အောင်လောဘဖြစ်အောင်မစဉ်းစားနဲ့ဘယ်ရာပဲဖြစ်ဖြစ်စဉ်းစားတဲ့နောက်မှာလောဘတွေတက်လိုက်လာတာလို့လောဘဆိုတာတွေးမှဖြစ်လာတာမတွေးခင်မဖြစ်ဘူးတဲ့ဘယ်ရာပဲဖြစ်ဖြစ်တွေးနေမှလောဘဆိုတာဖြစ်လာလောဘနဲ့ကြံတွေးလာတဲ့အခါလောဘကပို့ပြီးတော့အားကောင်းလာပြီးတော့ကြံတွေးမှုတွေဖြစ်ပေါ်လာဒါကြောင့်မို့ဒီတတိနဲ့ထိမ့်သိမ်းဆောက်ရှောက်ပါတဲ့နောက်တစ်ခုကဘာတော့မာမေဒေါသနိယေတုစိတ်တံဒုတ်တိငါရဲ့စိတ်ကလေးဟာမာမေစိတ်တံဒေါသနိယေတုဒုတ်တိငါရဲ့စိတ်လေးဒေါသဖြစ်เสียအာယုန်ဒီပေါ်မှာဒေါသမဖြစ်အောင်နေရမယ်တခါတည်းကျတော့ကိုမကြိုက်တဲ့အာဆိုရင်ဒေါသဖြစ်เสียဖြစ်တယ်ပေါ့လေကိုမကြိုက်တဲ့စကားသံကြားမယ်ကိုမကြိုက်တဲ့ဟာလုပ်မယ်မြင်မယ်ဆိုလို့ရှိရင်ဒေါသဖြစ်လာအဲ့ဒါလို့ဖြစ်လာတဲ့အခါမှာကိုယ်စိတ်လေးကိုတတိလေးနဲ့ဖမ်းထိန်လိုက်ဒီလိုအာယုံပေါ်မှာငါဒေါသမဖြစ်အောင်နေရမယ်ဆိုတာလေးဒီအတိလေးကစပြီးနောက်ဆုံးမှာခုနကမြင်ယုံမျှကြားရင်ကြားယုံမျှဆိုတဲ့ဒိဋ္ဌိဒိဋ္ဌမတ္တဝိပဿနာကျင့်စဉ်နဲ့ကျင့်သွားလိုက်လို့ရှိရင်အလေးကျင့်လို့ရှိရင်ဒေါသဖြစ်เสียအာယုံမှာလည်းပဲဒေါသမဖြစ်တော့ဘူးတတိကရှေ့ကကာထားလိုက်တာပေါ့နော်ထို့တူပဲမာမေမုံရှနီယေတုမာမေစိတ်တံမုံရှနီယေတုဓမ္မေတုမုံရှိမောဟနီယေတုဓမ္မေတုမုံရှိမောဟဖြစ်เสียတွေးဝေเสียအာယုန်တွေပေါ်မှာငါစိတ်လေးဟာမတွေးဝေပါစေနဲ့ဒီတွေးဝေတယ်ဆိုတာကလောဘနဲ့လည်းမတူဘူးဒေါသနဲ့လည်းမတူဘူးတွေးဝေတယ်ဆိုတာအမှားသိနေတဲ့သဘောကိုပြောတာအမှားမှမခွဲခြားနိုင်ဘူးအမှားမှမခွဲခြားနိုင်တော့အမှားကိုအမှန်ထင်တယ်အမှန်ကိုအမှားထင်တယ်အဲ့ဒါကိုတွေးဝေတယ်လို့ခေါ်တာအဲ့ဒီတွေးဝေเสียအာယုန်တွေနဲ့မဆုံးဖြတ်နိုင်ပဲနဲ့တွေးဝေးနေတဲ့အာယုန်တွေပေါ်မှာမောဟမဖြစ်ပါစေနဲ့လို့ကျင့်ကြံကြိုးကိုအထောက်ရမယ်ဒါတော့မောဟမဖြစ်အောင်အသိပညာကိုစီးပူးအထောက်ဖို့လိုအပ်တယ်ပေါ့ပညာရှိလာတဲ့အခါကျတော့ကိုတွေးလိုက်တဲ့အာယုန်တွေပေါ်မောဟဆိုတာမဖြစ်တော့ဘူးပေါ့မသိတာတွေများလာလို့ရှိရင်ထိုမသိတဲ့အပေါ်မှာမောဟတွေဖြစ်လာတတ်တယ်ပေါ့နောက်ဆုံးတစ်ခုကဘာတော့ဆိုမာမေစိတ်တံမစ္စနိယေတုဓမ္မေတုမစ္စိမရဏီယေတုဓမ္မေတုမစ္စိငါစိတ်လေးဟာတဲ့ရစ်မှုစေတတ်တဲ့အာယုန်တွေပေါ်မှာရစ်မှုမှုမဖြစ်အောင်ငါထိမ့်သိမ်းဆောက်ရှောက်မယ်လို့ရှင်းမှုတယ်ဆိုတာဘာကိုပြောတာတော့ဆိုမာနတက်เสียတယ်ပေါ့ဥပမာပဲလူလောကမှာကိုယ်အဆင့်တန်းကိုကြည့်ပြီးမာနတက်တယ်ပစ္စည်းဥစ္စာဓနကိုကြည့်ပြီးတော့မာနတက်တယ်နုပြုမှုအရွယ်ကိုကြည့်ပြီးတော့လည်းမာနတက်တယ်ကျမ်းမာမှုကိုအကြောင်းပြုပြီးတော့လည်းမာနတက်တယ်မာနတက်เสียတွေကအများကြီးမန်ရစ်တယ်ခေါ်တာပေါ့နော်မန်ရစ်ပုံတွေကအဲ့ဒီအဓိကအခြေခံ၃ခုကဘာတော့ဆိုလို့ရှိရင်ငယ်ရွယ်တဲ့ပုဂ္ဂိုလ်မှာရွပနမထလို့ဆိုတဲ့ကိုယ့်ကိုလူပြုမှုအပေါ်မှာလည်းပဲမန်တက်တတ်တယ်ကျမ်းမာတဲ့ပုဂ္ဂိုလ်တွေအပေါ်မှာကျမ်းမာတဲ့ပုဂ္ဂိုလ်တွေမှာလည်းပဲငါကျမ်းမာတယ်ဆိုတဲ့အတွေးပေါ်မှာမာနတက်လာတတ်တယ်တဲ့နောက်တစ်ခါအသက်ရှင်နေတဲ့ပုဂ္ဂိုလ်တွေအားလုံးဟာငါအသက်ရှင်တယ်ဆိုပြီးတော့ကိုယ့်အသက်ပေါ်မှာမာနတက်တယ်လို့ဒါအသက်ရှင်သမျှအဲ့တော့ဒီနုပြုမှုပေါ်မှာမာနတက်တာကရွပနမထလို့ခေါ်တယ်
ကျမ်းမာမှုအပေါ်မှာမာမာနတက်တာအာရောချမရလို့ခေါ်တယ်နောက်တစ်ခါအသက်ရှင်မှုအပေါ်မှာမာမာနတက်တာဇီဝိတမရလို့ခေါ်တယ်အဲ့ဒါလို့မာမာနတက်เสียတွေအများကြီးဒါသုတ်တန်တစ်ခုမှဒီ၃မျိုးပဲပြောပေမဲ့တော့ဝိပင်္ဂပါဠိတော်မှာဆိုလို့ရှိရင်မထတွေအများကြီးထုတ်ပြထားတယ်ဟောမျိုးရိုးနဲ့ပတ်သက်ပြီးတော့မန်တက်တယ်တဲ့ဥစ္စာနဲ့ပတ်သက်ပြီးတော့မန်တက်တယ်တဲ့ပညာနဲ့ပတ်သက်ပြီးတော့မန်တက်တယ်တဲ့အများကြီးပဲမန်တက်เสียတွေလူတွေမှာနော်အဲ့ဒါလို့မန်တက်မှုတွေရစ်မှုမှုတွေတွေးလိုက်တာနဲ့တပြိုင်တည်းအဲ့ဒါလို့မန်တက်เสียတွေပုံမှာငါမှမတက်ပါစေနဲ့ဒီလိုဆိုလိုတာနော်ရှင်းတော့ကယန္တာပုဂ္ဂိုလ်ကြီးတွေဟာမာမာနတက်เสียအတန်ကောင်းတာပေါ့ဆိုပါစို့ဒီရှင်မကတ္တဝကြီးတို့ဆိုတာအမျိုးဆက်အဖြစ်နဲ့အလွန်မြင့်တာအားလုံးကအယုသိလေးစားရတဲ့အမျိုးထိတ်တန်းမှရှိတဲ့အမျိုးရှိတဲ့ဥစ္စာဆိုလို့ရှိရင်လေသူပိုင်တဲ့ပစ္စည်းတွေကလက်ညှိုးတို့မလွယ်ဘူးနော်အမှန်တမ်းချမ်းသာကြွယ်ဝတယ်မျိုးရိုးกว่าဒါပေမဲ့အဲ့ဒါတွေအကုန်စွန့်ပစ်ပြီးတော့သာသနာ့ဘောင်ဝင်လာတဲ့အခါကျတော့တရားဓမ္မတွေလှူတဲ့သင်္ကန်းတောင်မဝတ်ဘူးပန်းတကူသင်္ကန်းပဲဝတ်တယ်အဲ့ဒီခေတ်ကပန်းတကူသင်္ကန်းဆိုတာတရားဓမ္မတွေကနေပြီးတော့လာပြီးတော့တိတ်တဆိတ်အကောင်းလေးကိုပြစ်ထားတာမဟုတ်ဘူးသုတ်တန်တင်းကြိုင်းမှာပြစ်ထားတဲ့အဝတ်တွေကိုကောက်ပြီးတော့ချုပ်ဆက်ရတဲ့ပန်းတကူသင်္ကန်းလူသေးတွေကိုပတ်ပြီးတော့ပြစ်ထားတဲ့ပန်းတကူသင်္ကန်းမြန်မာနိုင်ငံလိုနိုင်ငံမျိုးမှာဆိုလို့ရှိရင်တော့ပန်းတကူကောက်ဖို့တိတ်လွယ်မှာမဟုတ်ဘူးအင်းကြီးလည်းသင်္ကန်းချုပ်ဖို့ခက်တယ်နော်ပစိုးတောင်မီးရှို့တဲ့လူကချုပ်ယူထားလို့ရှင်မလွယ်တော့ဘူးဘောင်းမီတို့လေးနဲ့ဘယ်လိုလုပ်သင်္ကန်းဖြစ်နိုင်မလဲအိန္ဒိယနိုင်ငံကြတော့သူကဒီရုပ်ကလပ်ဘောဓိကြီးတစ်ခုလုံးကိုပိတ်တဲ့အုပ်လုံးကိုအောင်ပတ်တာသူကပတ်ထားတော့အိန္ဒိယမှာလည်းအခုတော့မီးရှို့တာပဲဟိန္ဒူတွေကတော့အဲ့ဒါလို့ပတ်ထားတဲ့အခါကျတော့သူကအကုန်လုံးပတ်ပြီးထုတ်ထားတာဒါဘယ်သူပဲဖြစ်ဖြစ်အဲ့လိုပဲပတ်ထုတ်ပြီးတော့မှသူကတကြိုလေးရှိတယ်ပေါ့အိန္ဒိယအဲ့ဒါမျိုးကြတော့ပန်းတကူကောက်လို့လွယ်မှာပဲအိန္ဒိယစနစ်နဲ့မြန်မာပြည်ကစနစ်နဲ့တော့မသုံးကျင်လို့ပြစ်ထားတဲ့အဝတ်လောက်ပဲပန်းတကူကောက်ပြီးတော့ချုပ်ရတော့မှာအဲ့ဒီရှင်မကတ္တခုနကတထေးကြီးဘွားလာတဲ့ရှင်မကတ္တပါကြီးဆိုတာမြတ်စွာဘုရားနဲ့သင်္ကန်းချင်းလဲပြီးတော့ဝတ်ထားတာမာမာနမရှိပုံကိုပြောပြတာနော်မြတ်စွာဘုရားသူလာတဲ့လမ်းခရီးကနေသွားဆောင်နေတာသူရောက်လာတဲ့အခါသူကတထေးဆိုတော့ဝတ်လာတဲ့အဝတ်တွေအမှန်မှကောင်းတယ်တထေးဆိုတော့ဒီဝတ်ထားတဲ့သင်္ကန်းဒီဝတ်လာတဲ့သူတော်စင်အဝတ်ကိုအကောင်းစားတွေဝတ်လာအဲ့တော့မြတ်စွာဘုရားနဲ့တွေ့တဲ့အခါကျတော့သူ့အပေါ်ကအပေါ်ကပတ်တဲ့ခြုံဒီဗမာပြည်ဝတ်တဲ့ပုံစံနဲ့မတူဘူးပေါ့လေအိန္ဒိယဝတ်တဲ့ပုံစံပေါ့နော်အပေါ်ကပတ်ပြီးတော့ခြုံတဲ့အဝတ်ကို၄ခေါက်ခောက်ပြီးတော့မြတ်စွာဘုရားထိုင်ဖို့ခင်းပေးတာခင်းပြီးတော့မြတ်စွာဘုရားအဲ့ထိုင်ပြီးတော့ကင်ကြည့်လိုက်တဲ့အခါကျတော့မြတ်စွာဘုရားဗာမိန်ရှိတော့ဆိုကတ္တဝါတဲ့မင်းဩဝကတဲပြီးတော့နုညံ့မှလားလို့မြတ်စွာဘုရားအဲ့တော့ဒီစကားကဘုရားလိုချင်လို့ပြောတာမဟုတ်ဘူးနော်သို့တော်လူတွေကလည်းထင်ကြတယ်ပြောကြတယ်ပတံတိတောတိအိဋ္ဌိတောတဲ့နော်ချီးမွမ်းရင်လိုချင်လို့အဓိပ္ပာယ်ရတယ်ပေါ့နော်အဓိပ္ပာယ်ကချီးမွမ်းလိုက်တာပေါ့ကောင်းလားဤလားလို့ပြောတဲ့အခါကျတော့ရှင်မကတ္တဗာဘာပြောတော့ဆိုရှင်ဘုရားတဲ့အဲ့ဒီသင်္ကအရှင်ဘုရားကိုလှူပါတယ်ဆိုမြတ်စွာဘုရားလိုချင်တယ်လို့သူယူဆပြီးလှူပါတယ်လို့လျှောက်တာနော်မြတ်စွာဘုရားအဲ့ဒီကြတော့ဗာအမိန့်ရှိတော့ဆိုသူ့ပခုံးပေါ်မှာပိုက်ဆံလျှော်နဲ့ရက်ထားတာကျွန်မတယောက်တေဆုံးသွားလို့သူ့ကျွန်မရဲ့အလောင်းကောင်ကိုပတ်ပြီးတော့ပြစ်ထားတဲ့ရုပ်ကလတ်ကအဲ့ဒီထဲမှာလောက်တွေဖွာဖွာနေတဲ့ထဲကနေပြီးတော့ဖះကခွာယူထားတာလောက်တွေတောင်ပါတယ်အဲ့မှာဥစ္စာအမတန်ခွာယူပြီးတော့ကိုယ်တိုင်ဖွတ်လျှော်ပြီးတော့တုံးနေတဲ့သင်္ကန်းကြီးအဲ့ဒါကြီးကိုဒီသင်္ကန်းဝတ်နိုင်ပါမလားလို့ဆိုတော့ဝတ်ပါမယ်လို့သူဝတ်ပြီးသားသင်္ကန်းကြီးကိုမြတ်စွာဘုရားဝတ်နိုင်မှာမလားဝတ်ပါမယ်လို့ဆိုရှင်မကတ္တဗကြီးကိုအဲ့ဒီမြတ်စွာဘုရားကိုယ်တိုင်ကောက်ယူထားတဲ့ပန်းတကူသင်္ကန်းကြီးကိုပေးပြီးတော့ရှင်မကတ္တဗဝတ်လာတဲ့အဝတ်အကောင်းကိုမြတ်စွာဘုရားယူပြီးတော့အဝတ်လဲဝတ်တာသာသနာမှာဒီတစ်ပါးပဲရှိတယ်ဘုရားနဲ့အဝတ်လဲဝတ်တာအဲ့ဒါသူကဒီကျေးဇူးတရားတွေကိုဘယ်ကြတော့ထုတ်ဖို့ပြောတော့လို့ဆိုဘုရားပြိဋိဘံစံသွားတဲ့ပြိဋိဘံစံပွဲမှာဒီ
မြတ်စွာဘုရားဟောတဲ့တရားတွေကိုစူးစီးခြင်းမလုပ်ရသေးဘူးဒါတွေလုပ်ဖို့ငါတာဝန်ရှိတယ်မြတ်စွာဘုရားကိုယ်တိုင်ကငါ့ကိုသင်္ကန်းလဲလှယ်ဝတ်ပြီးတော့ချီးမြှောက်ခဲ့တယ်ဘယ်သူမှဒီလိုချီးမြှောက်တာမရှိဘူးငါမှတာဝန်ရှိတယ်လို့ဆိုပြီးတော့ခေါင်းဆောင်ပြီးတော့ပထမသံဃာနာတင်တာအဲ့ဒါကြောင့်တင်တာမြတ်စွာဘုရားကလည်းသာသနာကိုထိမ့်သိမ်းဆောက်ရှောက်လိုက်မယ်လို့ဆိုတဲ့အရှိမြင်လို့ရှင်မကတ္တဗကိုဒီလိုချီးမြှောက်တာဖြစ်တယ်တခုကလည်းပဲရှင်မကတ္တဗဟာတကယ်တထေးဘဝကလာတဲ့ပုဂ္ဂိုလ်ဒုတင်တေရတဒုတင်ကားလို့ဆိုတော့ချိုးချိုးချမ်းချမ်းနော်ကိလေသာတွေကိုလှုပ်ခါနိုင်တဲ့အကျင့်မျိုးပေါ့လေလုံးဝချိုးချိုးချမ်းချမ်းအကျင့်နဲ့အကျင့်ကိုကျင့်စေလို၍မြတ်စွာဘုရားကသင်္ကန်းကိုဖလှယ်ပြီးတော့ဝေါ်လိုက်တာတဲ့ဘုရားမှာကရည်ရွယ်ချက်ရှိတယ်ပေါ့နော်မြတ်စွာဘုရားအဲ့ဒီရည်ရွယ်ချက်နဲ့တရားကိုချီးမြှောက်တဲ့အနေနဲ့ရှင်မကတ္တဗကိုသူ့သင်္ကန်းကိုပေးပြီးတော့ရှင်မကတ္တဗသင်္ကန်းကိုလက်ခံတာအပေါ်ယံကြည့်မယ်ဆိုရင်ဒီအဓိပ္ပာယ်ကိုလူတွေသိကြမှာမဟုတ်ဘူးပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီရှင်မကတ္တဗကြီးဆိုလို့ရှိရင်လူဘဝကရှိလာတဲ့မာမာနတွေတခုမှမထားဘူးအားလုံးဟာလျှော့ချလိုက်တယ်ဖယ်ရှားပြစ်လိုက်တယ်ဆိုဒါရစ်မှုစရာတွေအပေါ်မှာရစ်မှုပြီးတော့မနေစေနဲ့လို့ဆိုတဲ့ချင့်စဉ်ကိုအောင်မြင်မြင်ကျင့်ခဲ့တဲ့ပုဂ္ဂိုလ်တစ်ခုပဲပေါ့အားလုံးမာမာနတွေကိုချနိုင်တယ်ပေါ့အဲ့တော့ကိုကျိုးကိုစီးပွားကိုလိုလားတဲ့ပုဂ္ဂိုလ်တိုင်းဟာတဲ့မမောစရာအာယုံပေါ်မှာစိတ်မမမောအောင်ထိမ့်သိမ့်ဖို့ဒေါသဖြစ်စရာအာယုန်တွေပေါ်မှာဒေါသစိတ်မဖြစ်အောင်ထိမ့်သိမ့်ဆောက်ရှောက်ဖို့တွေးဝေစရာအာယုန်တွေပေါ်မှာတွေးဝေမှုမဖြစ်အောင်ထိမ့်သိမ့်ဆောက်ရှောက်ဖို့မန်ရေးစရာအာယုန်တွေပေါ်မှာမန်ရေးမှုမဖြစ်အောင်ထိမ့်သိမ့်ဆောက်ရှောက်ဖို့လို့မြတ်စွာဘုရားဒီထိမ့်သိမ့်ဆောက်ရှောက်မှု၄မျိုးကိုဒီသုတ္တံမှာဟောကြားထားခဲ့တာဖြစ်ပါတယ်နောက်ဆုံးထိမ့်သိမ့်ဆောက်ရှောက်နိုင်လို့လောဘတွေကင်းသွားပြီဒေါသတွေကင်းသွားပြီမောဟတွေကင်းသွားပြီမာမာနတွေလုံးဝမရှိတော့ဘူးဆိုရင်စိတ်ဓာတ်ကြံ့ခိုင်မှုကိုလုံးဝရရှိသွားပါပြီတဲ့စိတ်ဓာတ်ဟာကြောက်ခြင်းလန့်ခြင်းတုန်လှုပ်ခြင်းတခုမှမရှိတော့ဘူးအလုံးစိတ်ရပျော့ညံ့စေတတ်တဲ့လောဘတွေဒေါသတွေမောဟတွေမာမာနတွေကင်းစင်သွားတဲ့စိတ်ဟာပဂရိတန့်ရှင်းပြီးတော့အလွန်တန့်ရှင်းစင်ကြယ်တဲ့စိတ်မျိုးဖြစ်သွားအောင်ဘယ်သူကနေထိမ့်သိမ်းဆောက်ရှောက်ပေးနိုင်တော့ဆိုဟောဒီတတိဆိုတဲ့တရားထိမ့်သိမ်းဆောက်ရှောက်ပေးနိုင်ပါတယ်ကိုယ်စိတ်လေးကိုဒီပုံစံကြအောင်တတိကိုလေ့ကျင့်ယူပြီးတော့ကိုယ်စိတ်လေးကိုဒီကဲ့သို့ပုံစံမျိုးဖြစ်အောင်ကျင့်ကြံကြိုးကိုအားထုတ်ကြရမှာဖြစ်တယ်လို့မြတ်စွာဘုရားဒီသုတ္တံမှာဟောတာဖြစ်ပါတယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်စွာဘုရားသခင်ကိုရမြတ်ဟောတဲ့အတိုင်းစိတ်ကိုစောင့်ကြည့်မြဲတတိထားခြင်းဖြင့်မိမိရဲ့တဏ္ဍာမှာလောဘမဖြစ်ရအောင်ဒေါသမဖြစ်ရအောင်လောဘဖြစ်เสียအာယုန်တွေမှာလောဘမဖြစ်ရအောင်ဒေါသဖြစ်เสียအာယုန်တွေနဲ့တွေ့တဲ့အခါမှာဒေါသမဖြစ်ရအောင်မောဟဖြစ်เสียအာယုန်နဲ့တွေ့တဲ့အခါမှာမောဟမဖြစ်ရအောင်မာမာနဖြစ်เสียအာယုန်တွေပေါ်မှာမာမာနမဖြစ်အောင်တို့တွေတတိဆောင်ပြီးတော့ကျင့်ကြံကြိုးကုပ်အားထုတ်ကြရမှာဖြစ်တယ်လို့သဘောကျပြီးကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမာမနောတရတိတဗေတံဘဝယန္တုဒုက္ခတကာမေတ္တာပုံနေတုသင်္ကမာစုပေါင်းဖို့အမေတ္တာတဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမဲ့ဥတ္တုံလုံးစုံများစွာတတ္တဝါတို့ဤ
မနောတရာတိမြင်များဖြူစင်အေးကြည်လင်သည့်ရေစင်ပြည်တင်းစိတ်နှလုံးတည်ဟူသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်သာစင်ထာဝရအေမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟူသောကုဗုဒ္ဓရာကြာပန်တို့သည်ဖုံလန္တာဝန္တာရွှင်မြူဝုံမုံလူလျက်ကြည်နူးပွဲကြုံဖူးပွေးညကုန်သည်ဖြစ်၍သူကံတကလေအောင်လေးတဲ့ရောရှက်သင်ပြန့်ပီတိတိဟုသောယနန်းတို့သည်ဘဝယန္တုကောင်းစွာမဲ့တွေကြိုင်လိုက်၍နေကြပါစေကုန်တည်း